အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ပုံစံလေးရတဲ့တစ်မျိုးလေးထူခြားပြီးတော့လုပ်နေလေးရတဲ့အရင်လွယ်ကူပြီးတွင်သားနုနုပြင်ကုန်ကျွတ်ကလေးနဲ့တစ်မျိုးလေးစားလို့ကောင်းတယ်အာလူအလုံးကြော်လွယ်ကြော်နေလေးကိုမျှဝေပေးလိုက်ပါတယ်အာလူကြော်ရံအတွက်ဖြိုးကအာလူနှလုံးကိုသုံးထားပါတယ်အရင်ဦးဆုံးအာလူကိုခုံလာပြီးတော့မထုံပါနေချားလေးတွေလှီထားပေးလိုက်ပါတယ်ရှင်အာလူကြော်နီလေးကိုတော့ဖြိုးခဏခဏတင်ပေးဖူးတယ်ပေါ့နော်ဒါပေမဲ့ဒီနီလေးရဆိုလို့ရှိရင်ဟျုပ်သီးနဲ့နည်းနည်းပဲနည်းငယ်ကိုထည့်ထားတာဖြစ်တဲ့အတွက်အယောင်စင်းလေးတဲ့အမျိုးလေးထူပြီးတော့အရင်လဲစားလို့ကောင်းပါတယ်ပြီးရင်တော့အာလူကိုမိနစ်20လောက်ပြုတ်ထားပေးလိုက်ပါမယ်နော်အာလူကိုပြုတ်ထားရင်လည်းဖြိုးကနည်းနည်းပဲနည်းငယ်ကိုပပလေးတွေလှီးပြီးတော့နုံနုံဆင်ထားပေးလိုက်ပါတယ်ဒါကကျတော့ဖြိုးရောင်စစ်တွက်ထတာဖြစ်တယ်ပေါ့နော်တကယ်လို့နည်းနည်းပဲမကြိုက်ရင်မထက်လည်းရပါရဲ့နော်ပြီးတော့ငှုပ်သီးဦးလည်းဖြိုးကအထဲကစီကိုထုတ်ပြီးတော့တေးသေးလေးတွေလှီးပြီးတော့ပေါ့နော်နုံနုံဆင်ထားပေးလိုက်ပါတယ်ငှုပ်သီးဖို့တော့ကိုကအဆက်ရတာရချစ်တယ်ဆိုလို့ရှိရင်တော့စီမထုတ်ပဲနဲ့ပေါ့နော်ဒီတိုင်းထိုက်ပေးနေပါတယ်ကိုစားနေတယ်လို့ပေါ့နော်ဖြိုးကတော့ရောင်စင်တွက်ထတာဖြစ်တဲ့အတွက်တစ်လုံးလောက်ပဲထည့်သုံးထားပါတယ်ပြုတ်ထားတဲ့အာလူတွေရနေပြီဆိုလို့ရှိရင်တော့ဆက်ထုတ်ပေးလိုက်ပါမယ်ပြီးရင်တော့သူ့ကိုခရင်လေးနဲ့ချိန်ထားပေးလိုက်ပါမယ်နော်ခြေသွားလိုက်တာညက်တော်ပြီဆိုလို့ရှိရင်တော့ရတာအတွက်တူတယ်ကိုဖြူပါစားလေးနေငယ်အသားမှုန့်နေငယ်ပြီးတော့အနက်ရတာအတွက်ငှုပ်ကမှုန့်လေးနေငယ်ကိုထည့်ပေးလိုက်ပါတယ်ပြီးရင်တော့လှီထားတဲ့နန်းနန်းပင်းနဲ့ငှုပ်သေးကိုထည့်ပေးလို့ရှိရင်တော့သမတော်အောင်နယ်ထားပေးလိုက်ပါမယ်ဖြိုးနေသွားလိုက်တာသမလာပြီဆိုမှပြောင်းကုန်မှုန့်ကိုထည့်ပေးလိုက်ပါမယ်နော်ပြောင်းကုန်မှုန့်တော့ဖြိုးကထမင်းစားစုံမောင်း၄သုံးစာလောက်ကိုထည့်သုံးထားပါတယ်ခဲ့ပြီးတော့အားလုံးသမတော်အောင်ပြင်ပြီးတော့နယ်သွားပေးလိုက်ပါမယ်ရှင်ဒီအာလူကြော်နေလေးရဆိုလို့ရှိရင်လုံနေလေးရလွယ်ကူတာဖြစ်တဲ့အတွက်အိမ်မှာရှိတဲ့တသားမမီလေးတွေကိုအလွယ်ကြော်ကျွေးမဲ့ဆိုလဲအရန်ကိုစင်ပြေတဲ့တရေစားလေးတစ်မျိုးပဲဖြစ်ပါတယ်။မုံနေအားလုံးကိုတသားတစ်ချစ်သွားတဲ့အထိနဲ့သွားပေးလိုက်ပါတယ်။ခုလိုမျိုးလေးအားလုံးသမလာပြီဆိုလို့ရှိရင်တော့ဖြူတို့ကိုကြိုက်တဲ့ပုံစံလေးတွေလှုပ်ထားပေးလိုက်ပါမယ်။ပြီးတော့သူ့ကိုအလုံးပုံစံလေးတွေလှုပ်ထားပေးလိုက်ပါတယ်။ဒီနေရာမှာတခြားပုံစံလေးတွေလုပ်မယ်ဆိုလည်းရပါတယ်နော်။အားလုံးလုံးလေးတွေကိုတော့အရင်လည်းမကြည့်အရင်လည်းမသိနေထားလေးတွေလှုပ်ထားပေးလိုက်ပါတယ်ရှင်။ဒီနေရာမှာအခြားခြားပုံစံလေးလုပ်ပြီးတော့ထည့်ကြမယ်ဆိုလည်းအရင်စစ်ပြပါတယ်နော်ဖြူကတော့အခြားခြားပုံစံလေးတွေလုပ်နေကြဖြစ်တဲ့အတွက်မျိုးလေးဆက်ဆန်းလေးဖြစ်ရအောင်လို့အခုလိုမျိုးလုံးပုံစံလေးတွေလုပ်ထားပါတယ်ကဲအားလုံးလည်းလုံးလုပ်ပြီးဆိုလို့ရှိရင်တော့ဖြူတို့စီဘူးထဲကိုထည့်ပြီးတော့ကြော်ထားပေးလိုက်ပါမယ်ကြော်တဲ့ချိန်မှာဆိုလို့ရှိရင်လည်းမေးပြေးမဟုတ်ပဲနဲ့ပေါ့နော်မေးလဲလဲနေထားလေးနဲ့ပဲထည့်ကြော်ပေးထားလိုက်ပါတယ်ပြီးတော့ခုလိုမျိုးလေးပြန်လည်လေးလုပ်ပြီးတော့ကြော်တော့ပေးရမှာဖြစ်ပါတယ်ရှင်ဒီနေရာမှာကိုကကျွတ်လေးစားခြင်းနဲ့ဆိုလို့ရှိရင်ခက်ကြကြလေးကြော်တော့ပေးနိုင်ပါတယ်ပြောရတော့တွင်သားနုနုပြင်ကုန်ကျွတ်နေထားလေးပဲကြော်ထားပါတယ်ပြင်ခုံမှာချူရောင်လေးတန်းလာတဲ့အထိပေါ့နော်ကြော်သွားပေးလိုက်ပါတယ်အခုလိုမျိုးလေးတင်ပြီးတော့ပြင်ခုံကလည်းရဲလာပြီဆိုတာနဲ့ဖြူကဆက်ထုတ်ပေးလိုက်ပါတယ်ရှင်ဆက်ထုတ်ပေးလို့ရှိရင်တော့ခဏလောက်စစ်စစ်ပေးထားလိုက်မယ်ပြီးရင်တော့ကိုနှစ်သက်ရ sauce လေးနဲ့တွဲစားနိုင်ပါပြီရှင်ကဲခုဆိုလို့ရှိရင်တော့ကြော်နေလေးရဆိုလို့ရှိရင်လည်းလွယ်ကူပြီးတော့စားလို့မျိုးလေးကောင်းတယ်ဖြူတို့ရဲ့အာလူလုံးကြော်လေးရတော့စားဖို့အဆက်သက်ဖြစ်နေပါပြီရှင်စားလို့လည်းကောင်းပြီးတော့လုံနေလေးရလည်းလွယ်ကူတာမို့ဒီဗီဒီယိုလေးရအားလုံးအတွက်စစ်ကြည့်မယ်လို့ပြန်နေပါတယ်ရှင်ကဲဒါဆိုဖြူရဲ့နောက်ဗီဒီယိုအသစ်တွေမှာပြန်ဆောင်ကြမယ်နော်အားလုံး bye bye